illusion ဖွဲ့စီတွေနောက်ပြီးမှအကောင့်ထဲပေါ်ပေးကြတဲ့ system တွေပေါ့နော်system တွေရဲ့နောက်ပြီးမှဖက်ကနေအမှအကူအညီမျိုးဖြစ်ပံ့ပိုးပေးကြတဲ့မိဘပြည်သူတွေကိုအားလုံးအများကြီးကျေးဇူးတင်ပါတယ်လို့ဒီအနေကတော့ပြုလိုက်ပါတယ်လို့နောက်ပြီးမှဒီကျွန်တော်တို့ဘွဲယူတယ်ပြောပြီးနော်ဘွဲယူတယ်ကျွန်တော်တို့ဘွဲခဏတုန်းကလည်းကျောင်းသားတွေလည်းပြောတော့ကြပြီဆရာကြီးဆရာမကြီးတွေလည်းပြောတော့ပြီပေါ့နော်ဘွဲယူတာကအဆုံးကျွန်တော်တို့အဆုံးတတ်မဟုတ်သေးဘူးပေါ့နော်အခုမှကျွန်တော်တို့ချစ်လန်းအသက်ဆောင်မှာဘွဲယူပြီးကျွန်တော်တို့ဘွဲယူပြီးကျွန်တော်တို့ကျောင်းဆက်တဲ့ဆရာမလို့တော့ဆက်လေးလာဆရာမလို့တော့မဟုတ်ပေါ့နော်ကျွန်တော်တို့အခုမှဘွဲယူပြီး solution ဆိုကျွန်တော်တို့အခုတကယ်ကြောင်းနေတဲ့ဆိုင်ရမှာပေါ့နော်ဒီမှာနောက်ပြကျောင်းသားတွေကိုအားပေးချင်တာကလည်းဘွဲယူပြီးလို့ရှိရင်ဆိုရင်လေးလာမှုကဒီမှာပဲအဆုံးတတ်တော်ရလို့အဲ့လိုမျိုးမခံယူခိုင်းချင်လို့ပေါ့နော်နောက်ပြမှာဘွဲယူပြီး solution ဆိုရင်ကျွန်တော်တို့ real life journey ဆောက်ရမှာပေါ့နော်အဲ့ဒါကျွန်တော်အနေနဲ့ကျွန်တော်တို့ဒီ3နှစ်တာကာလပတ်လုံးမှာကျွန်တော်တို့လေ့လာသင်ယူသွားရဟာအဲ့ဒါကိုပြန်လဲတုံးချကြပါပြန်လဲတုံးပြကြပါဒီတိုင်းမှာကျွန်တော်တို့လေ့လာသွားပြီးတော့မှပြီးတော့ပြီအဲ့လိုမျိုးမဟုတ်ပေါ့နော်ကျွန်တော်တို့လေ့လာသွားပြီးတဲ့ဟာကိုကျွန်တော်တို့ပြန်လဲတုံးပြကြပါနောက်ပြီးမှလိုအပ်နေတဲ့ community မှာလိုအပ်နေတဲ့တိုင်းဝိုင်းဒီမှာကျွန်တော်တို့ပြန်လဲဖြစ်စီကြပါလို့တခါတည်းပါဒီတခါတည်းပါချင်ပါပဲပေါ့နော်နောက်ပြီးမှဒီအဓိကကပေါ့နော်ကျွန်တော်တို့ဒီနောက်တစ်ခုအနေနဲ့ကလည်းဒီဖက်ကနေပေါ့နော်ဒီဖက်ကနေကျွန်တော်တို့ကိုအမှနီးမျိုးစုံဖြစ်နောက်ပြီးမှခက်ခဲချာနေဖြစ်ကျွန်တော်တို့ကိုအမှကိုမြပန်းပူပေးကြတဲ့ကျွန်တော်တို့လူချင်းတွေပေါ့နော်ကျွန်တော်တို့အထက်ကကောင်းဆောင်လို့လည်းကျွန်တော်တို့အများကြီးကျေးဇူးတင်တာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအခွင့်အရေးရလို့ပဲကျွန်တော်တို့ဒီကျွန်တော်တို့ granny လူငယ်တစ်တွေချက်တစ်လေးတွေကျွန်တော်တို့မွေးထုတ်နိုင်တာပေါ့နော်မလူကြီးမင်းတို့ရဲ့ဒီပန့်ပူမှုတွေမရှိလို့ရှင်ဆိုကျွန်တော်တို့လည်းအခက်ခဲတွေရှိနေမှာပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဖက်နေကိုမြပန့်ပူပေးတဲ့လူကြီးမင်းတွေလည်းအားလုံးကျေးဇူးတင်ပါတယ်ပြီးတော့မှကျွန်တော်တို့ဒီကျွန်တော်တို့အလူရှင်အဖွဲ့အစည်းတွေပေါ့နော်ကျွန်တော်တို့အလူရှင်အဖွဲ့အစည်းတွေလည်းအများကြီးလူရှင်ဖွဲ့စည်းတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြီးတော့မှဒီကျွန်တော်မိဘပြည်သူတွေပေါ့နော်ကျွန်တော်မိဘပြည်သူတွေကဒီရဲ့ဂုဏ်ယူဆောင်တဲ့ကိုတရမီဘွဲယူတယ်ဆိုပြီးမှကျွန်တော်ဂုဏ်ယူနေကျွန်တော်လာခဲ့ကြတော့နော်နောက်ပြီးမှမိဘအောင်ထန်သူတွေလည်းအများကြီးကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးမှကျွန်တော်ရဲ့ဏိဂုံဒီခန္ဓာရဲ့ဏိဂုံကိုဒီလောက်ပဲဆုံးသတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နိဂုံချုပ်အမစကားကိုပြောကြားပေးပါတော့ Granny အစနစ်ပညာရေးမန်နေဂျာဆရာကြီးတိမ်မင်းထွေးကိုကျေးဇူးအထူးပဲတင်ရှိအပ်ပါတယ်ရှင်အစီအစဉ်ဆက်လက်ပြီးနောက်မှာ